guys, mình là chuyện Alice channel này bây giờ chỉ là cái gì nhá, Alice cảm thấy chẳng trong một phương diện mà rồi nó đi Flash đâu vào đây sắp giờ tôi nói chuyện vậy, tôi cho xong rồi lên nhìn rồi cái đi sắp giờ làm một phần đó, bây giờ xong rồi trẻ alo apple này trả lại một tí không, một tí, à sao mà nhả thế, sao vậy nhá. Chẳng là mà phơi cái là dán tết chuyện à, phơi nào là toa chuyện dân chỉ, sao bà sợ? Alice channel like subscribe lâu với đó, channel này like subscribe lâu với đó, đi lâu video đến trên này subscribe bạn này áp đi rồi channel này rồi đi vào lâu video đến bên mẹ, thì cái video này nào nghe không? Cứ rồi subscribe để ya cho ai tu vì đấy chẳng tên ya hết mà ao thì chỉ dạy làm chịu yan tiền à chú là muốn biết đáp cho chăm đồ đào ya thì là rồi nó xuống video clip cho mình nhỏ lên mà hoặc là nó là video anh nè dòng tao nhá dòng tao bao lâu mà chuẩn bị nó làm cho mà video tiền chỉ dạy mình xíu nóจะดาลี่อ่ะfollower တွေကနဲလာပေါ့နော်ဘယ်လိုနဲလာလဲဆိုတော့ရင်တော့ဆိုရင် follower 120ကျော်အခု110ကျော်ပဲရှိတော့ဟုတ်လားမသိဘူးဝင်လေအမေဝင်လို့မရဘူးအဲ့ဒါကိုပဲရှိရရဲဆိုတော့ဒီအဲ့ကျွန်တော်ပြန်တင်လိုက်တာကျွန်မ follower 200ရောက်ချင်တယ်200မရရင်တော့150ကျော်လောက်ရောက်ရင်တော့ရှင်တို့ကျွန်မ give away လည်းပေးချင်အခုထိ Grow Garden ဆော့သေးလားမသိဘူး Grow Garden အခုထိဆော့သေးတဲ့သူတွေဆိုရင်တော့ရှင်တို့တဲ့ကျွန်မပေါ့နော်ဒါဆိုလားညာဆိုလားပေါ့နော်အဲ့ဒီပဲလေအဲ့ဟိုဟာပေးမယ်ပေါ့နော် fruit ပေးမယ်ပေါ့နော်Grow Garden လည်းမဆော့ရကြဆိုတော့မတိတော့ဘူးပေါ့နော် secret လာပါလေအဲ့လိုဟာပေးမယ်ကွယ်တော့ရ stick and brain ရမှာကျတော့ကျမ stick and brain မှာဒီ mod နဲ့ပဲဆော်တာဆိုတော့ mod နဲ့ဆော်ရဲ့တူတော်တော်များများတော့ secret တွေပြီးတော့ကျတော့ brain record တွေရလောက်မှာအဲကြောင့်ကျမ stick and brain မပေးတော့ဘူး Grow Garden ပေးပါမယ် Grow Garden ကလည်း mod ရှိလားမသိဘူးရှင်းလည်းပြောပြကြအောင်နော်အားကြတော့ပေါ့နော်ဟိုလိုဒီလိုဘာညာတဲ့ကနေကြကွာစီပေါ့နော်ဟုတ်ကဲ့ပြောစစကားလည်းမရှိတော့ပါဘူးလိုင်းလည်းပြောက်သွားပါပြီဘလောက်ပြောစရာကောင်းလဲဆိုတော့ခေါင်းရင်းကလိုင်းပြောက်သွားပြီအားကြဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုစောတိကြည့်ပဲတော့အားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်လိုင်းပြောက်သွားလို့ပါခင်ဗျာ